ပြည့်စီအခန်းထဲမှာတိုးလောင်စရာလိုလား မလိုဘူး ပြည့်စီရောလက်ပို့ရလား မလိုဘူး အမဈေးရောင်းလား မရဘူးရမတတ်ဘူး ဈေးလည်းမရောင်းတချို့ကကျွန်တော်ကိုမယုံဘူးပေါ့နော်โอเคမယုံတဲ့သူတွေဒီဗီဒီယိုတစ်ပုဒ်ကိုအစနဲ့အစောတိကြည့်သွားပြီနော်ကျွန်တော်ရဲ့တပည့်မလေးကတရက်ကိုဘတ်ငွေဘယ်နှထောင်လဲမြန်မာငွေဘယ်နှသိန်းရလဲဆိုတာကိုအခုကြည့်နေတဲ့မိတ်ဆွေတို့ကိုအံ့ဩသွားစေရမယ်လို့ကျွန်တော်ထင်တယ်နော်တရက်တည်းနဲ့ဘတ်ငွေဘယ်နှထောင်လဲလာကျွန်တော်သူ့ကိုသွားမေးပေးမယ်ဟယ်လိုမလာလေဘာလုပ်လဲလာခဲ့နင်ဘယ်လောက်ရလဲဒီနေ့ ဒီနေ့ဆိုရင်9000ကျော်ရတာ ဝေါ9000ကျော်နော်အခုကြည့်နေတဲ့မိတ်ဆွေတို့ကမယုံဘူးဟော9000ကျော်ဟုတ်လားမဟုတ်လားဆိုတာကျွန်တော်တို့သူ့ရဲ့ software တွေကိုဝင်ကြည့်မှာဖြစ်ပါတယ်တစ်ချက်လောက်ပြပေးရညီမ ဒီမှာကြည့်လိုက်နော်9940 ဝေါ9000နဲ့940ငါးလပိုင်း6ရက်နေ့2025အိုဟိုတရက်ကိုမြန်မာငွေ 9သိန်းကျော် မြန်မာငွေ9သိန်းကျော်တော့မှရတယ်ရက်ထန်းနဲ့မြန်မာငွေ9သိန်းကျော်တော့မှရတယ်အိုဟိုညီမနေ့စားအလုပ်တော့ကတရက်ကိုညီမ9သိန်းကျော်ရဘူးလား ဘလို့ရဘူးမလဲဘတ်ငွေ350ပဲအများဆုံးရဘူးတာ ဘတ်ငွေ350အခုတရက်နဲ့ဘတ်ငွေဘယ်လောက်ရလဲ 9940 ဝေါတွေ့တယ်နော်မယုံတဲ့သူတွေအခုကျွန်တော်တစ်ဖက်ဟိုင်းစကားတစ်လုံးမှမတောက်ဘူးမယုံသွားမေးကြည့်လိုက်ဟိုင်းစကားတစ်လုံးမတောက်ဘူးထိုင်တက်လာတာကြာတော့မကြာသေးဘူးအခုတရက်ကိုဘတ်ငွေ9000ကျော်နေ့စားအလုပ်မှဆိုရင်တရက်ကိုဘတ်ငွေ300ကျော်ပဲဟောဒီ software မှာကျတော့တရက်ကိုဘတ်ငွေ9000ကျော်မြန်မာငွေနဲ့တွက်ရင်တရက်ကိုသူ9သိန်းကျော်တော့မှရတယ် Oh my god မယုံတဲ့သူကျွန်တော်ဘယ်လိုပြောရမှမသိဘူးညီမလေးမယုံတဲ့သူကဘယ်လိုပြောချင်လဲ မယုံရတဲ့သူကြာမလုံနဲ့ပေါ့နော်အမကြတော့တကယ်လုံတကယ်ရတယ်လက်တွေ့ပဲနော်ဒီမှာ ခုနတော့သူပြတာလက်တွေ့ပဲဟောသူ software ထဲမှာနော်ဒါကြောင့်ဘာလုပ်ပေးရမလဲဒီ software ကြော်ညာမျှဝေပေးတာပဲ ကြော်ညာညဝေပေးရမယ်ပြည့်စီအခန်းထဲမှာတိုးလောင်စရာလို မ လား လိုဘူး ပြည့်စီရောလက်ပို့ရလား မလိုဘူး အမဈေးရောင်းလား မရဘူးရမတတ်ဘူး ဈေးလည်းမရောင်းပြည့်စီလည်းမတိုးလောင်ရဘူးပြည့်စီလည်းလိုက်မပို့ရဘူးညီမအခုလုံနေတဲ့စီးပွားရေးညီမလုတ်ဘူးလားအရင်တော့ တခါမှမလုပ်ဘူးနော် အတွေ့အကြုံလည်းမရှိဘူးဟော တခါမှတွေ့ကြုံမရှိဘူး နော်ဝင်လာတော့ကညီမ passport လည်းမရှိဘူးဟော passport မရှိဘူးဘယ်လည်းမရှိ ဘယ်လည်းမရှိဘူးနော် ထိုင်းစကားလည်းမတတ်ဘူး ဒါကြောင့်မို့စူးစမ်းရင်စူးစမ်းတလောက်ရတယ်နော်တရက်နဲ့တရက်မတူတချို့ရက်ဆိုရင်1000ရမယ်2000ရမယ်ဟုတ်တယ်ဟုတ်ဒီနေ့ဆိုရင် Oh my god သူတရက်ကို9000ကျော်ဘဝမှာဒီလိုမျိုးရဘူးလား မရဘူးနော်ဒါပထမဆုံးပဲတယ်လီတို့ နော်ဘဝမှာတစ်ခါမှမရဘူးတဲ့လူတယောက်ကျွန်တော်နဲ့တွေ့တော့အခုသူရချင်တာကိုရပြီဟုတ်တယ်ဟုတ်လိုချင်တာလည်းရပြီဟုတ်တယ်ဟုတ်ကျွန်တော်လည်းပျော်တော့ဗောနော်ကိုတပည့်တွေကိုကတင်ပြပေးတယ်နော်ဒီလိုမျိုးရတော့ကိုလည်းပျော်တယ်တရက်ကို9သိန်းတော့မှနော်သူတို့စူးစမ်းလို့သူတို့ရတာနော်အခုကြည့်နေတဲ့သူတွေကျွန်တော်တို့နဲ့တူစူးစမ်းချင်တယ်ဆိုလာခဲ့ပါဒါကျွန်တော်တပည့်တယောက်ပဲရှိသေးတယ်နော်နောက်ထပ်တယောက်2ယောက်ရှိသေးတယ်ကျွန်တော် TikTok ကောက်မှဝင်ကြည့်လိုက်ကျွန်တော် Facebook ထဲမှာနော်သူတို့လည်းပတ်စံရတယ်ချုပ်လို့ဆိုစာမတောက်ဒီတယောက်ဆိုတော့နည်းနည်းလေးစာတပေးတယ်နော်โอเคကျွန်တော်အဲ့လောက်ပြောမယ်နော်တကယ်လို့ရုပ်တယ်ဆိုရင်ဒီဗီဒီယိုတစ်ပုဒ်ကို collect ကိုချက်ပေးပါနော်နားမလည်ဘူးဆိုရင်လာမေးလို့ရပါတယ်နော်အရင်ဆုံးလာလေးလာလို့ရပါတယ်နော်โอเคညီမဗာပြောချင်လဲ တကယ်လှုပ်ချတဲ့သူဆိုဆရာစီမမြဲမြဲလေးလာမေးလိုက်နော် โอเคဒီလောက်ပဲနော်အားလုံး bye bye တကယ်လှုပ်ချင်တယ်ဆိုမြင်မြင်လာ join ပါ